3အိမ်ချမ်းမြေအမြန်ရောင်းထွက်စေဖို့အတွက်အချက်3ချက်ကျွန်တော်တို့သတ်မှတ်ထားပါတယ်။နံပါတ်1အချက်ကတော့သတ်မှတ်ထားတဲ့အိမ်ချမ်းမြေကိုကျွန်တော်တို့ဘယ်လောက်နဲ့ရောင်းမယ်ဆိုပြီးတော့သတ်မှတ်ထားတဲ့ဈေးဖြစ်ပါတယ်။ကိုယ်စိတ်ကြိုက်ကိုယ့်ရဲ့စိတ်ရဲ့ခံစားမှုနဲ့ဈေးနှုန်းသတ်မှတ်တာမဟုတ်ဘဲနဲ့ပတ်ဝန်းကျင်ကနေပြီးတော့တခြားသောအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့နိုင်ရှင်ပြီးတော့ကျွန်တော်တို့အိမ်ချမ်းမြေရဲ့တန်ဖိုးကိုကျွန်တော်တို့သတ်မှတ်နံပါတ်2အချက်ကတော့အဲ့ဒီအိမ်ချမ်းမြေကိုဝယ်သူလာပြီးတော့ကြည့်တဲ့အခါမှာလှပအောင်ဝယ်ကြည့်အောင်အစင်တစားဒီကျွန်တော်တို့စေသုတ်တာစပြီးတော့ကျွန်တော်တတ်ရှင်းလောက်တာတတ်ရဲလောက်တာအဲ့လိုကျွန်တော်လောက်ထားနံပါတ်3နောက်ဆုံးအချက်ကတော့ဒီကျွန်တော်တို့ရောင်းမဲ့အိတ်ချမ်းမြေကိုကျွန်တော်တို့ဗီဒီယိုရိုက်မယ်ဓာတ်ပုံရိုက်မယ် online မှာ Facebook မှာ TikTok မှာနောက်တစ်ခါကျွန်တော်တို့ YouTube မှာရောင်းမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရောင်းကြော်ညာကိုတင်ရမှာကျွန်တော်ဖြစ်ပါတယ်အဲ့ဒီ3ချက်နဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်တော့ကိုရောင်းမဲ့အိတ်ချမ်းမြေဟာအမြန်ရောင်းထွက်မှာဖြစ်တယ်ဆိုတာကိုဥပဒေအကြံပေးပြရစီအတွေ့အကြုံရအကြံပေးပြရစီ KT Dragon Law Firm ကဥခင်ထုံးပါ